ထိုင်းနိုင်ငံမှာတိုင်းအောင်ကြက်ကင်ထားတဲ့မြမအလုပ်သမားတိုင်းတိတိမ်တဲ့အကျိုးကျေးဇူးနဲ့ခွင့်ရေးတွေရှိပါတယ်။ဘာတွေလဲဆိုတာအခုပဲကြည့်လိုက်ကြရအောင်။တိုင်းအောင်ကြက်ကရရှိနိုင်ပြီးခွင့်ရေးများတစ်စီးရုံသွားတဲ့အခါကျမကြီးအာမခံနဲ့တွဲဖက်အသုံးပြုနိုင်ပါတယ်။တချို့စီးရုံတွေကစီကံပြတဲ့အခါမှာ passport တောင်းပါတယ်။ passport ကိုပြစရာမလိုဘဲနဲ့တိုင်းအောင်ကြက်နဲ့အသုံးပြုနိုင်ပါတယ်။နှစ်အချက်ဘန်ကောက်ဖွင့်ဖို့လွယ်ကူပြီးတော့ငွေလွှဲဖို့လည်းအဆင်ပြေပါစေပါတယ်။သုံးအချက်ဖုန်းစင်ကမှတ်ပုံတင်ရမှာလည်းအသုံးပြုလို့ရပါတယ်။လေးအချက်ရေးရစစ်ဆေးတာစစ်ဆေးရေးတွေမှာတရားဝင်အထောက်အထားဖြင့်ပြလို့ရပါတယ်။ငါးအချက်အလုပ်လုပ်ရမှာတရားဝင်အလုပ်သမားဖြစ်ကြောင်းတက်တည်ပြနိုင်ပါတယ်။6အချက်ပြည်တွင်းလေရင်ရထားဘတ်စကာခီးသွားရမှာဒီပန်းရောက်ကကို ID ဖြစ်အသုံးပြုနိုင်ပါတယ်။ဒါကြောင့်ပန်းရောက်ကကင်ထားတဲ့အလုပ်သမားတိုင်းကတ်တက်တန်းဝေါ်ပါမစ်တက်တန်းနဲ့ passport တက်တန်းတွေအမြဲတမ်းစစ်ဖို့လိုပါတယ်။တက်တန်းကုန်သွားရင်တော့ဒီအခွင့်အရေးဆုံးရှုံးနိုင်ပါတယ်။ထိုင်းနိုင်ငံကဗဟုသုတတွေကိုတင်ပေးမှာဖြစ်တဲ့အတွက် page ကို follow လေး like and follow လေးလုပ်ပေးလို့ request လုပ်ပါတယ်။ ထိုင်း diary မှာကြိုဆိုပါတယ်ကျေးဇူးပါ